မင်္ဂလာပါရှင်ဗရမများမြေရှင်မြန်မာပြည်နဲ့ကြိုဆိုပါရရှင်အခုတစ်ခါမှာပေါ့နော်မင်္ဂလာတော့ထောက်ချမ်းမျိုးရဲ့အားသာချက်လေးတွေကိုပြပြပေးသွားမှာဖြစ်လို့အဆုံးလေးနားထောင်ပြီးသွားကြပါအောင်နော်ထောက်ချမ်းမျိုးဆိုတာကအခုလက်ရှိမှာလူကြိုက်များနေတဲ့နေရာတစ်ခုဖြစ်ပါတယ်အဓိကအားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ရန်ကုန်မြို့နဲ့နီးကပ်ပြီးတော့သွားလာရေးလွယ်ကူတဲ့နေရာဖြစ်ပါတယ်အမှတ်3လမ်းမအိမ်နဲ့နီးတဲ့အတွက်မြို့ထဲမြို့ပြင်သွားလာဖို့အဆင်ပြေပါတယ်ရှင်ဒါအပြင်ထောက်ချမ်းဘက်မှာစီးပွားရေးလုပ်ငန်းတွေစမှုဆောင်တွေတပြေးပြေးဖွံ့ဖြိုးလာနေတဲ့အတွက်လောက်ကိုင်ခွင့်လန်းတွေလည်းပုံများလာပါတယ်နောက်တစ်ခုကတော့မြေစင်းလုံးတွေတပြေးပြေးတက်လာနေတဲ့ဒေတာဖြစ်တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုလည်းလုံကောင်းတဲ့နေရာဖြစ်ပါတယ်ရှင်။ပြီးတော့နေထိုင်ဖို့အတွက်ပတ်ဝန်းကျင်လည်းတာယာအေးချမ်းပြီးအိမ်ဆောင်နေထိုင်ဖို့လည်းတင်တော်တဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်နေထိုင်ဖို့ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်ထောက်ကျမျိုးကရန်လာလာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့စီစင်းလုံးကိုပြောရမယ်ဆိုလို့ရှိရင်တော့စီစည်းတွေကစိုက်တစ်ဆိုင်နဲ့တစ်ဆိုင်နေရာဒေတာလိုက်နည်းနည်းကွာနိုင်ပါတယ်။အခုလက်ရှိကမ္ဘာအရှင်တွေကြောင့်စီတင်မှုအခက်အခဲရှိနေတဲ့အတွက်ကြောင့်မို့လို့စီစင်းလုံးတွေတက်လာနိုင်ပြီးတော့စီကန်းတဲ့ရောင်းတဲ့ရှင်တွေပါဖြစ်လာနိုင်ပါတယ်။အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရန်ကုန်မြို့ကစီးပွားရေးပညာရေးနဲ့တည်ယူပို့ဆောင်ရေးစရှိတဲ့ကဏ္ဍတွေမှာဖွံ့ဖြိုးတိုးတက်မှုရှိတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။အလုပ်ကိုင်ခွင့်လန်းတွေများပြားခြင်းနဲ့လူနေမှုဘဝအဆင်ပြေမှုတွေကြောင့်လူတွေအတွက်အနေထိုင်ဖို့နဲ့စီးပွားရေးလုပ်ကိုင်ဖို့ရေးပါတယ်မြို့တစ်မြို့ဖြစ်ဆက်လက်တည်ရှိနေပါတယ်ရှင်။